အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့တောင်ဘလော့ချန်နယ်ဂျာယူပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တောင်မျိုးရဲ့အဆုပ်လို့တင်စားခေါ်လို့ရတယ်ကန်တော်ကြီးထဲကိုရောက်ရှိနေရပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူတူကန်တော်ကြီးရဲ့ရှုခင်းတွေကိုခံစားလိုက်ကြအောင်ဗျာကျွန်တော်ဒီဟာပြီးရင်ဒီတောင်မျိုးအနီးဒီကန်တော်ကြီးနားမှာရှိတဲ့ဆရာဖြေလမ်းထဲမှာဖွင့်လှစ်ထားတဲ့ Angel Cafe Coffee ဆိုင်လေးမှာသွားထိုင်ပါမယ်ကျွန်တော်နဲ့အတူတူအဲဒီဆိုင်လေးကိုလိုက်ပြီးတော့လေ့လာကြည့်ရအောင်နော်အင်းမြကဖေးကိုတော့ရောက်ပါပြီကျွန်တော်နဲ့အတူတူဒီဇိုင်းရဲ့အစားအစာကောင်းလေးတွေကိုတစ်ချက်လောက်ဝင်ကြည့်လိုက်ကြအောင်ဗျဆိုင်ထဲကိုဝင်ချင်းမှာပဲကျွန်တော်ရဲ့စိတ်ကိုဖန်ဆားသွားတော့ပီဇာမီနူးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီလိုနဲ့ကျွန်တော်လည်းပီဇာမျိုးစားရအရန်ကိုစုံလင်နေတာဖြစ်တဲ့အတွက်ရွေးရခတ်သွားပြီးတော့ဘေကွန်ပီဇာ chicken sausage ပီဇာနဲ့ cheesy ပီဇာ3ချက်လောက်ကိုမှာစားလိုက်ပါတယ်ခင်ဗျရေခဲမုတ်လေးတွေဆိုရင်လည်းမျိုးစားတော်တော်လေးကိုစုံနေဗျကျွန်တော်မှားထားရလေးတော့ရပြီဗျဒီအစုံသောဟာလေးကတော့ဘေကွန်ပီဇာလေးဒါကကြတော့ chicken sausage pizza ဒါကကျတော့ cheesy pizza အဲ့ဒါကိုမှဒါကတော့ကျွန်တော်စမ်းပြီးတော့အခုမှပထမဆုံးတောက်ကြည့်မယ်ဟာလေးပေါ့ဒါတွေကတော့ဒီတစ်ခုလုံးရဲ့အသက်ပေါ့နော်ဒါကကိုကိုနဲ့မာရှာ
ရှာလေးတော့ကျွန်တော်တော်တော်ကြိုက်သွားပြီသူကအုံးသီးချယ်လီဘက်လေးနဲ့တော်တော်လေးတောက်လို့ကောင်းတယ်ဒီပီဇာလေးလည်းဆိုတော့မဆိုဒီသားလည်း cheese ကတော့နည်းနည်းသူကအစိမ့်မဲ့သွားဆိုတော့လေနည်းနည်းတော့အီရယ်ကျွန်တော်ဒီ chicken sausage လေးလည်းမဆိုးပြသူလည်းတော်တော်လေးတော့ကောင်းတယ်ပြီးတော့ဒီဘေကွန်လေးလည်းကောင်းတယ်ဝတ်သားကြိုက်တဲ့လူဆိုရင်တော့ဟိုစမ်းစားကြည့်ဖို့အတွက်ကျွန်တော် recommend ပေးခြင်းတယ်ဒီ၃ခုထဲမှာကျွန်တော်အကြိုက်ဆုံးလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ chicken sausage လေးကိုအကြိုက်ဆုံးပဲဒီကောင်လေးကအရန်နဲ့မအီဘူးဝတ်သားကြတော့လေသူကဝတ်သားအစီတက်လေးပါတော့နည်းနည်းလေးအီတယ်အဲ့တော့မှအကြိုက်ဆုံးလည်းတော့ဒီကောင်လေးဟုတ်လားဒီဆိုင်ကိုလာထိုင်နေတဲ့လူတွေအနေနဲ့လည်းမိတ်ဆွေအနေနဲ့လည်းဒီဆိုင်ကိုရောက်ခဲ့တယ်ဆိုရင်ဒီ chicken sausage လေးကိုစမ်းစားကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်ကဲစားလို့ကတော့ဝါတော့ပါပြီကျွန်တော်ဒီဆိုင်လေးမှာကြိုက်တဲ့အကြောင်းအရာလေးကိုနည်းနည်းပြောပြပေးပါမယ်ဒီဆိုင်လေးကအစားအသောက်လေးကောင်းတယ်ပြီးတော့customer service လေးလည်းတော်တော်လေးကောင်းတယ်ဗျdecoration လေးလည်းလှတယ်ပြီးတော့တယောက်တည်းအေးစေးရှေးကျင်တဲ့လူတွေဆိုရင်လည်းစားအုပ်ဖတ်တဲ့လူဆိုရင်စားအုပ်လေးကင်ပြီးတော့ဒီမှာအေးစေးလာထိုင်နေလို့ရတယ်ပြီးတော့အဲ့ဒါမှတကူတဲ့သမားမဟုတ်တဲ့အတွဲလေးဆိုရင်လည်းဒီဆိုင်လေးမှာအေးစစ်စစ်လေးကောင်းမလေးနဲ့တူတူလာပြီးတော့ဒီစားတော့လေးစားလို့ရတယ်ကျွန်တော်တို့တကူတဲ့သမားဆိုရင်တော့စားလေးကင်ပြီးတော့ပဲလာထိုင်ကြပါဗျာခုလိုတောင်မျိုးရဲ့နေရာကောင်းလေးတွေနဲ့စိတ်ဝင်စားစရာနေရာလေးတွေကိုကျွန်တော်အနေနဲ့တော့ရောက် level ပြသပေးအောင်မှာမလို့ကျွန်တော်တို့ရဲ့တောင် vlog channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့เนาะ